ကဲချန်ပီယံတို့ချန်ပီယံခြေစွမ်းပြပြီးတော့မှပရီးမီးယားလိအဖွင့်ပွဲစဉ်မှာအနိုင်ယူသွားခဲ့ပြီပဲဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါ။ဘာမကန် YouTube channel ရဲ့ကြိုဆိုလိုက်ရပါတယ်။ကျွန်တော်တို့မနေ့ညကစားသွားခဲ့တဲ့အာဆင်နယ်ကိုဗင်ထရီပွဲစဉ်ကတော့ပြီးဆုံးသွားခဲ့ပြီပဲဖြစ်တယ်။အာဆင်နယ်ကတော့ကိုဗင်ထရီအသင်းကိုဒါပြက်သားခြေစွမ်းအေးရောဂိုးပြက်ကောရလက်နိုင်ယူပြီးတော့မှဒါပွဲကိုအဆုံးသတ်ခဲ့ရပေါ့ဗျာ။အာဆင်နယ်အသင်းကတော့ချန်ပီယံအသင်းပီတာနဲ့အညီတကယ်ကိုချန်ပီယံခြေစွမ်းတကယ်ကိုဆက်ထိုးပေါက်တက်စစ်စင်ပြီးတော့ဒါပရိသတ်တွေအလွန်မင်းတောင်းဆိုနေတဲ့ဒါ fluidity ဖြစ်မှုလဲဒါမနေ့ကတော့ပြသသွားခဲ့ရတယ်ဖြစ်တယ်အာဆင်နယ်ကတော့ပွဲစပြီဆိုတော့တောက်လျှောက်ကိုဒါကိုဗင်ထရီအသင်းကိုအိမ်ကွင်းနဲ့ဖြစ်တာရဲ့ညီကိုယ့်အိမ်ကွင်းနဲ့ဖြစ်တာရဲ့ညီဒါတောက်လျှောက်ပြီးတော့မှ PR ပေးကစားသွားတယ်ခရစ်စတိုဇိုလစ်တော်ကောင်းတယ်ဒီနေ့ပွဲစဉ်မှာနောက်ပြီးတော့ကျွန်တော်ဒီနေ့ပွဲစဉ်မှာကြိုက်တာကမိုင်းလစ်စကယ်ရီပေါ့ဗျာမိုင်းလစ်စကယ်ရီတော်တော်လေးကိုကောင်းတယ်မိုင်းလစ်စကယ်ရီကသူ့ရဲ့နေရာမှန်ကိုတော်တော်လေးကိုပြန်တွေ့သွားတယ်အာဆင်နယ်တကယ်ကြအာဒီတာအရင်နှစ်တွေကဒီစကယ်လီကိုဒီနေရာမှာထားခဲ့တဲ့တာဗျာတကယ်ကြရင်ဒီနှစ်မှာတကယ်စကယ်လီကတကယ်ဟိုပြောရမလို့အရင်နှစ်တွေကဗျာစကယ်လီရှိဘောလုံးရောက်လို့ရှိရင်ကျွန်တော်တို့ကဒီ risk များတယ်ပေါ့ဗျာဒီကောင် risk များတယ်သူက risk ကိုယူပြီးတော့မှဒါကစားတဲ့ပုံစံမျိုးဆိုတော့အခုဒီနေ့ပွဲစဉ်တွေမှာအခုဒီဟာဒီမှာဒီကောင်လေးပြောင်းလဲလာတယ် risk တော့ယူရဆိုပေမဲ့သူ့ရဲ့ risk တွေကဒါ safe side တွေဖြစ်လာတယ်အရင်တော့ဆိုရင်ထိန်းနဲ့ကြည့်နေရပါဗျာအခုကတော်တော်လေးကောင်းလာတယ်ဘေးမှာလည်း rice ကလည်းဒါ APR ပြင်းနဲ့ဆော့လာနိုင်တယ်နောက်ပြီးတော့ဒါ Origat ကဒီနေ့ပွဲစဉ်မှာတော်ကြီးကောင်းလာပြီဗျာဒီရာဒီမှာတကယ်တော့ဗျာကမ္ဘာဖလားသူ့boosting လုပ်ပေးလိုက်တာပဲကမ္ဘာဖလားမှာသူအရန်ကောင်းလာတယ်အရန်ကောင်းလာပြီးတော့အဲ့ဒီကောင်းလာရဲ့ mentality ယုံကြည်မှုတွေကဒီအခုဒီရာတွေယူဆောင်လာတယ်ဒါအဖွင့်ပွဲစဉ်မှာဆိုလဲဒါကပေါင်း community ရှိပါဆိုလဲဒါအရန်ကောင်းမှုတဲ့ပုံစံနဲ့Origat ကစားခဲ့တယ်ဒီနေ့ပွဲစဉ်နဲ့တော်တော်ကြီးကိုကောင်းမွန်တဲ့ world class အဆင့်နဲ့ဒါဆော့သွားခဲ့တယ်အာဆင်နယ်ကတော့ဒါပွဲစားပြီးတော့15မိနစ်ကြာမှာပဲခရစ်စတိုဇိုလီရဲ့ဒါဒီ attacking ကနေဆင်ပြီးတော့ကလာပီယိုဘောလုံးရသွားတယ်ကလာပီယိုရဲ့ဘယ်ဘဝင်းကနေထိုးပေးလိုက်လုံးကိုင်းရဘက်ကပဲလှလှပပပိတ်သွင်းပြီးတော့မှဒါပထမကို15မိနစ်မှာရတယ်တောက်လျှောက်ဒီကြားထဲမှာတောက်လျှောက်ထိုးပေါက်တက်စစ်စီပြီးတော့အသက်ရှူခွင့်တော့မပေးဘူးကိုဗင်ထရီကိုဒါခြေစွမ်းရရောအနေထားရရောကွာလဲပါတယ်လူစင်းရရောကွာလဲပါတယ်ဒါကိုဗင်ထရီကတော့ပရီးမီးယားလိအတွေ့အကြုံမရှိသေးတဲ့အသင်းဖြစ်တဲ့ကြောင့်မလို့ဒါချန်ပီယံအသင်းနဲ့ရင်ဆိုင်ရမှာတော့တလောက်ဖြစ်တာတော့မထူးဆန်းဘူးဒါပွဲစဉ်23မိနစ်မှာဒါအာဆင်နယ်တောက်လျှောက်တိုက်စစ်စင်နေပွဲစဉ်23မိနစ်မှာဒါဇိုးလစ်ပဲဇိုးလစ်ဒီပွဲစဉ်မှာတော်တော်ကြီးကောင်းတယ်တော်တော်ကြီးကောင်းမွန်တဲ့ခြေစွမ်းနဲ့ဒါဇိုးလစ်တိုက်စစ်စင်နေတယ်ဒါဇိုးလစ်ကဘယ်ဘက်ချမ်းနေဖြတ်တင်ပြီးတဲ့အလုံးကိုဂိုးသမားပုတ်ထုတ်တယ်ဂိုးသမားပုတ်ထုတ်ဆာကာရှိကိုကျလာတဲ့အချိန်မှာဆာကာပိတ်သွင်းသွားတယ်အဲဒီလုံးကလည်းတကယ်ပြောရင်ဇိုးလစ်တော်တော်ကောင်းတယ်လို့ပြောလို့ရတယ်နောက်တစ်လုံးကတော့ဒါအဲ့တော့ဒူပက်တော်ရဲ့2စီးနဲ့ပြီးတယ်ပေါ့ဗျာဒုတိယပိုင်းကတော့ဒါအာဆင်နယ်ကကွန်မြူနတီတိုင်းတော့ပုံစံတိုင်းပဲ Origat ပွဲစားပြီးတော့3-4မိနစ်လောက်ကြာမှာပဲ48မိနစ်49မိနစ်လောက်မှာပဲဒါတတိယအာဆင်နယ်တဲ့အနိုင်ကိုတရားမျိုးတတိယကိုသွင်းတယ်ဒီပွဲဒီဂိုးကဆိုလဲတကယ်ပြောရရင်ဒီအာဆင်နယ်ရဲ့အတွဲဆက်ချိတ်ဆက်တွေကတော်တော်ကောင်းတယ် Rice ရဲ့ vision Origat နဲ့ Rice တို့ရဲ့ဒါဘောလုံး receiving လုပ်ပြီးတော့1-2ရိုက်သွားတဲ့ဟာလေးကတော်တော်ကြီးကိုလှတဲ့လုံးလို့ပြောရတယ်ဒါဘာမှချိုးပေးတဲ့လုံးဒါOrigat ကသွင်းယူသွားရဆိုမဲ့ဒါကန်ချက်ကတော့ထိချက်တော့မမှန်ဘူးပါဗျာတိုးပေမဲ့လည်းထိချက်မှန်လာတဲ့ခက်ကောင်းကောင်းပြတ်သွားပြီးတော့ကိုသမားဘာမှမတက်နိုင်မင်းနဲ့3-0နဲ့ခွင့်ပြုလိုက်တယ်ဒီပွဲစဉ်မှာအပေါင်းလက္ခဏာဆောင်လာရောအာဆင်နယ်ရဲ့ဒါတောင်းတန်ဘော routine တွေပြောင်းလဲလာတယ်နောက်ပြီးတော့ဒီ playing style တွေပို့ပြီးတော့ကောင်းမွန်လာတယ်ပြီးတော့ safe zone ဖြစ်တာဟာတွေရောနောက်ပြီးတော့ကစားရ fluidity ဖြစ်လာတာကိုဗင်ထရီကမလို့ကျွန်တော်တို့အရင်အများကြီးပြောလို့မရသေးဘူးဆိုပေမဲ့ဒီနေ့ပွဲရဲ့ကစားတဲ့ပြောစင်ကတော့ကျွန်တော်အရင်ကောင်းတယ်ပြီးတော့တောင်းကန်ဘောကြီးကန်လာလည်းကောင်းတယ်ဒါနောက်ပိုင်းမှာတော့အရင်တွေထည့်ပြီးတော့မှဆော့သွားခဲ့တယ်နောက်တဲ့ပွဲစဉ်တွေရတော့ကျွန်တော်တို့ထပ်မံကောင်းမွန်တဲ့ပွဲစဉ်တွေကိုတွေ့အောင်မယ်ဒီနေ့စနေနေ့ညမှာလည်းကျွန်တော်ပွဲကောင်းတွေပွဲကြီးပွဲကောင်းတွေလာအောင်မယ်အဲ့ပွဲကြီးပွဲကောင်းတွေကိုကျွန်တော်ဆက်လက်ရေခုံစွာစောင့်ကြည့်ရင်းနဲ့နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါအောင်မယ်အားလုံးကျေးဇူးတင်ပါတယ်